ကျမရဲ့ရီစားဖြစ်သူကတခြားကောင်မလေးတယောက်စီကလက်ဆောင်ကိုလက်ခံလိုက်တာမြင်လိုက်ရတဲ့အချိန်မှာတော့ကျမချက်ချင်းပဲသူ့ကိုတွားပြီးရှင်းခိုင်းမိခဲ့တယ်။သူကတော့အဲ့ဒီကောင်မလေးကိုမျက်နှာမပြတ်စေချင်ုံတတတို့ဆင်ချပေးခဲ့တာပေါ့။ဒါပေမဲ့ဒေါသအဟုန်ထင်းမရခဲ့တဲ့ကျမကတော့အဲ့ဒီနေရာတွေပဲလမ်းကွဲစကားဆုခဲ့မိတယ်။ကျမရဲ့စကလုံးတွေကသူ့ကိုလည်းဒေါသထပ်စေခဲ့ပြီးနောက်ဆုံးမှာတော့ကျမတို့နှစ်ယောက်ဆိုးရွားပဲလမ်းခွဲခဲ့ကြရတာပေါ့။အဲ့ဒီညကကြေကွဲဝမ်းနဲ့စာနဲ့လမ်းမထပ်မှာကျမတယောက်တည်းရှာလာနေခဲ့မိတယ်။အဲ့ဒီအချိန်မှာပဲအရေးပေါ်လူနာတင်ကားတစ်စီးဖက်မောင်းသွားတာတွေ့လိုက်ရပြီးအဲ့ဒီကားကကျမရီစားရဲ့အိမ်ဘက်ကိုဥတီမောင်းနှင်သွားတာထိလိုက်ရတဲ့အခါကျမအပြေးအလွှာလိုက်သွားမိခဲ့တယ်။ကျမအိမ်ရှိကိုရောက်သွားတဲ့အချိန်မှာတော့သူ့ရဲ့ဖခင်ဖြစ်သူရုတ်တရက်သတိလက်ကျသွားခဲ့တာကိုသိလိုက်ရတယ်။ကျမတို့နှစ်ယောက်တယောက်ကိုတယောက်စကားတခွန်းတောင်မပြောနိုင်ခင်မှာပဲသူဟာလူနာတင်ကားနဲ့အတူလိုက်ပါသွားခဲ့ပါတော့တယ်။နောက်တစ်နေ့မှာတော့သူ့ကျောင်းကိုရောက်မလာခဲ့ပါဘူး။ကျမရဲ့အချစ်ဆုံးတငယ်ချင်းစီကနေသူတယောက်ဆေးရုံမှာပဲရှိနေခဲ့တယ်ဆိုတာသိခဲ့ရတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့မအောင်နိုင်တော့တဲ့အဆုံးသူ့စီကိုဖုံးခေါ်မိပေမဲ့ဘယ်နှချိန်ပဲခေါ်သူဖုံးမကန်ခဲ့ပါဘူး။ကျမမျက်ရည်တွေနဲ့အတူပြိုလဲနေခဲ့မိတယ်။နောက်တစ်နေ့မနက်အမေကကျမရဲ့အိတ်ခမ်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့စာကြည့်စားပွဲပေါ်မှာတတိလစ်နေတဲ့ကျမကိုတွေ့ရှိသွားပါတယ်။ဒီလိုနဲ့ကျမတတိလစ်နေတဲ့အချိန်မှာသူလမ်းခေါ်ခဲ့တဲ့ဖုံးဒီကိုမသိလိုက်ပဲလွဲစော်ခဲ့ရပါတော့တယ်။ကျမတတိရလာတဲ့အခါအချစ်ဆုံးတငယ်ချင်းကိုသူဖုံးဆက်ထည့်လာလို့အရင်ဆုံးမေးမိတယ်။တငယ်ချင်းဖြစ်သူကဘာ message မှပို့မထားဘူးလို့ပြောလိုက်တဲ့အခါမှာတော့သူ့အပေါ်ထားတဲ့မျောလင့်ချက်တွေအကုန်ပြတ်သုံးသွားခဲ့ရတယ်။ဒါပေမဲ့ကျမမသိခဲ့တာကတော့ကျမအိပ်ပျော်နေတဲ့အချိန်မှာအဲ့ဒီအချစ်ဆုံးတငယ်ချင်းကသူပို့ထားတဲ့ message တွေကိုခိုးပြီးဖျက်ပစ်ခဲ့တာပါပဲ။ကျမသူ့ကိုအဆအဆုံးအထင်လွဲနေခဲ့တာပေါ့။နေကောင်းလာတဲ့အခါမှာတော့ပထမဆုံးကြတဲ့နှင်းကွင်တွေကိုအတူတူကြည့်ဖို့ပေးခဲ့ဘူးတဲ့ကတိကိုတတိယမိပြီးနောက်ဆုံးမှာတော့ကျမတို့စုံတွေ့နေကြနေရကိုတယောက်ထဲသွားခဲ့မိတယ်။ဒါပေမဲ့ကျမထွက်ခွာသွားပြီးတဲ့နောက်မှာပဲသူကကျမအိမ်ရှိကိုရောက်လာခဲ့တယ်။သူဟာကြောက်ခဲလေးသုံးလုံးကိုထုတ်ပြီးကျမရဲ့ပတင်းပေါက်ကိုလှမ်းပေါက်ခဲ့တယ်။ဘာလို့လဲဆိုတော့ကျမတို့ရန်ထိခဲ့ရင်ပတင်းပေါက်ကိုကြောက်ခဲသုံးလုံးလှမ်းပေါက်ပြီးပြန်အဆင်ပြေကြမယ်လို့ကတိပေးဘူးလို့ပါပဲ။တတိယမြောက်ကြောက်ခဲလေးပေါက်ပြီးရင်ကျမတို့အမြဲတမ်းပြန်အဆင်ပြေခဲ့ကြတာလေ။ဒါပေမဲ့ဒီချိန်မှာတော့အဲ့ဒီပတင်းပေါက်ကဘယ်တော့မှပွင့်မလာတော့ပါဘူး။ကျမကတော့စုံတွေ့နေကြနေရမှာတယောက်ထဲထိုင်ရင်နှင်းတွေကျလာတာကိုကြည့်နေခဲ့မိတယ်။ကျမတို့အတူတူဖြတ်တန်းခဲ့တဲ့အချိန်တွေကိုပြန်တွေးမိတိုင်းနှလုံးသားအတင်းကြေကွဲခဲ့ရတယ်။ညနေမိုးလင်းတဲ့အထိအဲ့ဒီနေရာမှာပဲစောင့်နေခဲ့မိပေမဲ့ကျမတို့နှစ်ယောက်လုံးစောင့်မျှော်နေခဲ့တဲ့ထိုလူသားကတော့ဘယ်တော့မှပေါ်မလာခဲ့ပါဘူး။အဲ့ဒီနောက်ပိုင်းမှာတော့ကျမဆေးရုံတက်ခဲ့ရပြီးကျမနဲ့သူဟာလည်းထာဝရအသက်လမ်းကွဲဝေးခွာသွားခဲ့ကြပါတော့တယ်။